ဒီဇက်ကားထဲမှာတော့မန်ဆူဟာစက်ကူစက်ရုံတစ်ခုမှာ25နှစ်ကြာအလုပ်လုပ်ခဲ့ပေမဲ့ American Company ကဝယ်ယူလိုက်ပြီးနောက်အလုပ်ထုတ်ခံခဲ့ရပါတယ်။သူဟာအလုပ်လက်မဲ့ဖြစ်နေရကိုမိသားစုတိမှဆိုလို့အချိန်အတော်ကြာဖုံးကွယ်ထားခဲ့ပါတယ်။73လကြာတဲ့အထိလစာနေတဲ့အလုပ်ချမ်းတွေလုပ်ရင်အင်လာကေကကျွေးတင်လာတဲ့အခါဇနီးဖြစ်သူမီရီကအင်ကိုရောင်းဖို့အကြံပြုခဲ့ပါတယ်။ဒါပေမဲ့မန်ဆူကတော့သူ့ရဲ့တန်ရိုးကျင်ရှိတဲ့အိမ်လေးကိုမဆုံးရှုံးခြင်းခဲ့ပါဘူး။တခြားတော်တဲ့သူတွေရှိနေရင်သူအလုပ်ရဖို့မလွယ်ဘူးဆိုတာသိသွားတဲ့နောက်မန်ဆူဟာအလုပ်ခေါ်စာအတူတစ်ခုကိုဖန်တီးခဲ့ပါတယ်။အဲဒီကနေသစဉ်သူ့ရဲ့အဓိကပြိုင်ပွဲဖြစ်လာနိုင်တဲ့ဘန်မိုးနဲ့ရှီဂျူးတို့ကိုရှာဖွေဖော်ထုတ်ခဲ့ပါတယ်။ဒုတိယပြိုင်ပွဲရှီဂျူးကိုတော့ကားပြက်ချင်အောင်ဆောင်ပြီးလမ်းဘေးမှာထောင်ချောက်ဆင်ခဲ့ပါတယ်။ဖခင်ချင်းစာနာစိတ်ကြောင့်ဝေခွဲမရဖြစ်ခဲ့ပြီးမြဲနောက်ဆုံးမှာတော့သူ့အလုပ်ရရှိရေးအတွက်ရှီဂျူးကိုပြစ်တက်ခဲ့ပါတယ်။မန်ဆူရဲ့သားဖြစ်သူစီယွန်ဟာသူ့အဖေအလောင်းဖြောင်နေတာကိုမြင်တွေ့သွားခဲ့ပါတယ်။ဇနီးဖြစ်သူမီရီကလည်းအမှန်တရားကိုသိသွားခဲ့ပြီးမြဲခမင်းဖြစ်သူဘက်ကနေရက်တီပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။လက်ရှိယာတို့မှာရှိနေတဲ့စောင်းချောကိုပြစ်မှတ်ထားပြီးမန်ဆူကသူ့နဲ့ရင်းနှီးအောင်လုပ်ခဲ့ပါတယ်။နောက်ဆုံးမှာသူ့ကိုတတ်ပြီးမတော်တဆအစာတီးပြီးတေဆုံးသွားတဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးခဲ့ပါတယ်။မန်ဆူဟာသူလိုချင်တဲ့ယာတို့အတွက်အင်တာဗျူးအောင်မြင်သွားတယ်ပါတယ်။ဒါပေမဲ့ကုမ္ပဏီကကြံတဲ့ဝန်ထမ်းအားလုံးကိုထုတ်ပစ်ပြီးစက်ရန်တရားတွေနဲ့အစားထိုးတော်မှာခက်ကြောင်သိလိုက်ရပါတယ်။ရဲတွေကတေဆုံးသွားတဲ့ပြိုင်ပွဲနှစ်ယောက်ဟာအချင်းချင်းရန်ညူးကြောင်တက်ဖြတ်ကြတာလို့ယူဆသွားတဲ့အတွက်မန်ဆူဟာအမှုကနေလွတ်မြောက်သွားပြီးအလုပ်သစ်ကိုစတင်နိုင်ခဲ့ပါတယ်။ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လုပ်ပေးသွားပါဦးခင်ဗျာ။